လန်းကောင်းစဉ်ကိုပြားကြီးနှင့်မန်ယူပေးတဲ့ကုသိုလ်အိမ်ရှိတွင်ကိုပြားကြီးတယောက်အိမ်မျော်ခါငင်းမောဆောက်နေစဉ်စိုက်တွဲတန်ဝုန်းတိုင်းကျဲဝင်လာသည်ဟန်ကြီးအော်တန်ဟေးဘဒုပွဲပြပွဲလာပြီဟဲ့ကိုပြားကြီးဟေ့ကောင်ဟန်ကြီးဘာပွဲတွေလဲကွာမင်းတို့နှစ်ယောက်ကလည်းအထုပ်တွေနဲ့ဘာတွေလဲဟန်ကြီးအိမ်ထဲဝင်လာရင်လာပါပါဒိုရာအိမ်ထဲရောက်မှအေးအေးဆေးဆေးပြောပြမယ်နေကြီးမင်းလဲမြ мян လှုပ်ဆန်းပါကွာနေကြီးတန်ရောင်လိုက်ရင်အေးပါကွာစိုက်တွဲသမားကိုပတ်စံရှင်းပေးလိုက်သည်ကိုပြားကြီးနေပါဦးနေကြီးမင်းလက်ထဲကတင်ကန်းမှုကြီးကဘာလုံးမလို့လဲအရက်ဝိုင်းနဲ့ဖုန်ကြီးတင်ကန်းကြီးဘာလာလောက်တာလဲဟန်ကြီးရေလျက်ဟာဟာအဲ့ဒါကဒီနေ့ညရဲ့အဓိကအကြောင်းရင်းပဲပလင်းအရင်ဖွင့်စမ်းပါကိုပြားကြီးခမားကြိုက်တဲ့စီဇက်ရေခဲပါအတင်ပဲကိုပြားကြီးမျက်လုံးများအယောင်လက်လာပြီးဟေ့ကောင်ဇေလားကောင်းပြီကွာကဲပြောစမ်းပါဦးဒီပွဲကဘာပွဲကြီးလဲနေကြီးကရောဘာလို့တင်ကန်းမှုကြီးကင်လာတာလဲဟန်ကြီးအရက်ငှက်ရင်တက်ပြင်းချကမနေ့ကမန်ယူပွဲရှိတယ်လေနေကြီးကသူ့ထော်လာကြီးပါပေါင်ပြီးလောင်းလိုက်တာဗျကိုပြားကြီးစိတ်လှုပ်ရှားစွာဟာနိုင်ရောလားနိုင်တယ်မလားဟန်ကြီးခေါင်းခါလျက်ဘဲကမလဲရှုံးတာပေါ့မန်ယူထုံးစံလေလူတိုင်းသိတာပဲကိုပြားကြီးအံ့ဩသွားပြီးဟင်းဒါဆိုရင်ဒီအရက်တွေအစားတောက်တွေကဘဲကလာတာလဲဟန်ကြီးနေကြီးကထော်လာကြီးပြန်မရွေးနိုင်တော့ဘူးလေအဲ့တော့ပိုနေတဲ့ငွေလေးနဲ့ဒီနေ့ညအဝါတောက်ပြီးရင်ခက်အသွားနောက်ဆုံးပတ်စံလေးနဲ့မနှက်ဖြန်သူ့ဓမ္မကျောင်းမှာစတေးရှောင်ဖုန်ကြီးဝင်မယ်တဲ့နေကြီးဦးကြောင်ကြောင်ဖြစ်အေးလေငါ့ကိုမနှက်ဖြန်သူ့ဓမ္မကျောင်းတော့လိုက်ပို့ဦးနော်ကိုပြားကြီးဟန်ကြီးကိုငေးကြည့်ရင်ဆိုတော့ဒါကမန်ယူပေးတဲ့ကုသိုလ်ပေါ်ဟုတ်လားဟန်ကြီးဟုတ်တယ်လေမန်ယူကကျွန်တော်တို့ကိုဘဝသင်ခန်းစာပေးသွားတာကဲခြားကြစို့ကိုပြားကြီးရေမောလျက်ဟာဟာမန်ယူကလည်းအကျိုးပေးတကူအတိရောက်ရင်ကျယ်စင်တဲ့လာမင်းတို့နဲ့လည်းတွေ့ရအောင်မှာပဲတကယ်ကိုအကျိုးပေးတာပဲကွာအားလုံးချီယာအင်းမြောင်ပေးစားဤတွင်ဇလန်းပြီးဤတပ်ပေတက်တာကံမကတကာ